လက်ကဒဏ်ရာကအမြန်သက်သာလာလို့ဂျိုရှွာဘန်ကပတ်ကိုပြန်ယူဖို့အမြန်ဆုံးပွဲစီစဉ်ခိုင်းနေတဲ့ဖန်တို့ကြောင့်မင်္ဂလာပါပရိသတ်ကြီးပွဲမပြီးသေးပါဘူးအခုမှစမှာပါမြမကုံဆောင်ဂျိုရှွာဘန်စီကနေချန်ပီယံကပတ်ကိုပြန်လွှတ်ယူဖို့အတွက်ချန်ပီယံဟောင်းဖန်တို့ဂျာကတော့အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်သူကတော့ဒီပွဲပေါ်မှာလုံးဝမကျေနပ်နိုင်ဖြစ်နေပါတယ်ဖန်တို့ဂျာရဲ့ပြောကြားချက်အရပြီးခဲ့တဲ့ပွဲမှာ26စက္ကန့်လေးနဲ့ရှုံးနိမ့်ခဲ့တာကဂျိုရှွာဘန်တော်လုံးလုံးမဟုတ်ဖေသူ့ရဲ့လက်မောင်းဒဏ်ရာမတော်တဆဖြစ်သွားလို့သာကံကောင်းပြီးတော့နိုင်သွားတာလို့ဆွဆွဲပြောဆိုထားပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ဖန်တိုဂျာရဲ့ကျမ်းမာရေးခြေနေပါ။ဆရာဝန်တွေရဲ့စစ်ဆေးချက်အရသူ့ရဲ့လက်မောင်းဒဏ်ရာကခွဲစိတ်စရာမလိုပဲအင်အားသင့်စရာကောင်းလာအောင်လင်းလင်းမြန်မြန်သက်သာလာနေပြီလို့သိရပါတယ်။ဒါကြောင့်ဖန်တိုဂျာက UFC ဥက္ကဋ္ဌဒါနာဝိုက်ကိုတိုက်ရိုက်တောင်းဆိုလိုက်ပါတယ်။ဂျိုရှွာဘန်ကိုတခြားဘယ်သူနဲ့မှပွဲမတည်ပေးပါနဲ့အောင်ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ကျွန်တော်ရဲ့ကပတ်ကိုပြန်ယူဖို့ rematch ချက်ချင်းစီစဉ်ပေးပါဆိုပြီးတော့စိန်ခေါ်လိုက်ပါတယ်။ဖန်တိုဂျာကတော့ကပတ်ပြန်ရဖို့အရန်ကိုလောနေပုံရပါတယ်။ဒီစိန်ခေါ်မှုအပေါ်မှာတော့ Fearless Joshua Ben ကအေးဆေးပါပဲ။ဖန်တိုဂျာပဲလာဘသူပဲလာဂယုမဆိုင်ဘူးအကုန်လုံးကိုကျုံးပစ်မယ်ဆိုပြီးတော့ယုံကြည်မှုရှိတုံ့ပြန်ထားပါတယ်။ရန်ဘဟောင်း2ယောက်ရဲ့ဒုတိယအကြိမ်တွေ့ဆုံမှုသာတကယ်ဖြစ်လာရင်တော့ပွဲချမ်းကြီးဖြစ်လာမှသိကြပါတယ်။ကဲပရိသတ်ကြီးနေရာပြောက်ပြီးကျင်းဝါနေတဲ့ဖန်တိုဂျာနဲ့လက်ရှိချန်ပီယံဂျိုရှွာဘန်တို့ရဲ့ rematch မှာဘယ်သူကနိုင်မယ်လို့ထင်လဲမှတ်ချက်ပေးခဲ့ပါဦးနော်။